တဲမျက်နှာကြီးကဘာ4000ကြီးဖြစ်နေပြင်မလေ story လေးပြောပြီးတော့ giveaway ပေးချင်တာပါတဲ story ကကြတော့တဲက23တော့စင်ကာပူသွားတယ်အဲ့တုန်းကဆိုလို့ရှိရင်ချားဆန်ကီတိုကဲ Eldo တို့ကင်တယ်ဒါပေမဲ့ coach ကမကင်နိုင်ဘူးเนาะမကင်နိုင်ဘူးဆိုတော့ဝယ်လို့ရတယ်စင်ကာပူ engineer လာစားနဲ့ကင်လို့ရတယ်ဒါပေမဲ့မကင်ဘူးအဲ့ထက်အရေးကြီးတဲ့ဟာတွေရှိရယ်ကျောင်းတက်တာတို့အေကိုပို့တာတို့ပြီးတော့ကိုရဲ့စားဖို့တောက်ဖို့နေဖို့စရိတ်တွေတခြားအရေးကြီးတာတွေရှိရယ်အဲ့တော့ဒီဇိုင်နာအိတ်တွေဆိုတာခေါင်းထဲမှာမရှိဘူးချားဆိုင်ကီနဲ့အဲ့ဒိုနဲ့ကျင်းနေပြီသိလားဒါပေမဲ့စိတ်ထဲမှာတော့ရှိရယ်ကွာအော်ငါကိုအိတ်လေးကြိုက်ချင်လိုက်တာပေါ့23 24ပေါ့ဒါပေမဲ့လည်းမဝယ်ဘူးဒါပေမဲ့25လောက်ကျတော့အမေကို coach တဲ့အိတ်သွားဝယ်ပေးတယ်တဲရဲ့ပထမဆုံး coach အိတ်ကိုတဲအသက်29ကျမှကင်တာ2022ကမှကင်တာဆိုတဲ့ခါကျအိတ်တောက်လျှောက်မှာကင်ချင်တယ်မကင်ခဲ့ရဘူးပေါ့သိလားမဝယ်ခဲ့ဘူးကွာဘာလို့ဆိုတော့ဘဝမှာဒီဇိုင်နာအိတ်ထက်ဘယ်လိုပြောရမလဲရေးကြီးတာရှိရယ်ကွာအဲ့တော့တဲရဲ့ logic ကအဲ့လိုကောင်မလေးတွေကိုတော့ကောင်လေးရောကောင်လေးလည်းနေပါဦးအဲ့လိုအမတွေပဲဖြစ်ညီမလေးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတယောက်လက်ထဲကိုဒီ giveaway လေးထည့်ပေးနေတာပေါ့နော်တဲလိုမျိုးမကင်ခဲ့ရမကင်လို့ပြောမှာမကင်ကြိုက်ချင်တယ်ကွာဒါပေမဲ့မကင်တာကွာသိလားကောင်လေးဆိုလို့ရှိရင်တော့ကောင်မလေးကိုလက်ဆောင်ပေးနေတယ်ဆိုလို့ရှိရင် giveaway ထဲမှာပါလို့ရတယ်လက်ဆောင်မပေးဘဲနဲ့ကောင်လေးပဲကြိုက်နေတယ်ဆိုရင်ကောင်လေးပဲကြိုက်နေတယ်ဆိုလည်းကြိုက်လို့ရတယ်ဒီအိတ်ကရမယ်ထင်တာပဲဒါပေမဲ့ပြအားရမြပဲဒီအိတ်ကလေးပါအကြီးပဲအကြီးဆိုတော့အကုန်ထဲလို့ဆန့်တာပေါ့ကိုဝင်နေလို့ရအောင်ဒီလိုကန်လို့ရမယ်ပြီးတော့ဒီလိုလွယ်လို့ရမယ်လွယ်ပြမယ်နော်သိလားရှော့ဒီလိုမျိုးလေးညင်းရလားထပ်ပြထရောဒီလိုမျိုးအင်ကြီးလေးလှနော်အင်ကြီးကလှတာမဟုတ်ကျမကလှတာကျမsorry ကျမလှအင်ကြီးလေးလှဆိုမေတိချပြလေဟဲ့အိတ်ရပြီလားဒီမှာလေးဒီအိတ်က2013 pink ဘာလဲ pink မဟုတ်ခေါ်ရလားခေါ်ရအယောင်လေမသိဘူးအဲ့ဟာနားမလဲဟုတ်ပါတော့ကျမကဒီအိတ်ကိုအစစ်ဖြစ်ကြအာမခံပါတယ်ကွာနော်ပြီးတော့2013ဆိုတော့ vintage လို့တော့ပြောလို့မရဘူးအသစ်မဟုတ်ဘူးเนาะဒါက pre-love ဒါမဲ့အသစ်အတိုင်းပဲကျမဒါကို giveaway ပေးဖို့တက်ကြီးပဲဝယ်ထားတာဆွဲခါကြတော့အဲ့ပေါ့เนาะ giveaway မှာပါဖို့ကကြတော့ကျမရဲ့ sorry လို့ပြ Facebook ရဲ့ Instagram ရဲ့ TikTok ရဲ့ကို follow လုပ်ထားပေးရမယ်ပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ဒီ post ရဲ့အောက်မှာကိုမှန်းချင်တဲ့ comment တစ်ခုခုမှန်းပေးပါเนาะcomment မှန်းစရာမရှိဘူးဆိုလို့ရှိရင်ကိုပေးချင်တဲ့လူကို mention ခေါ်လိုက်ပေါ့เนาะအဲ့ထက်မှကျမဒီလကုန် match လကုန်ကြလို့ရှိရင်တယောက်ရွေးပြီးတော့ဒီအိတ်ကိုပေးမှာပါဘယ်လိုပြောရမလဲဒူဘိုင်းနဲ့မြန်မာပြည်မှာရှိတဲ့လူတွေရောဒီ UAE မှာရှိတဲ့လူတွေရောဝင်ပါလို့ရတယ်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်လေကြောင်းလိုင်းတွေဖွင့်လို့ရှိရင်ကျွန်တော်ပို့ပေးမယ် UAE မှာဆိုလို့ရှိရင်လည်းဒီ Emirates အကုန်ပေါ့နော်ဘူဒါဘီဒူဘိုင်းပဲ Emirates ပဲဖြစ်ဖြစ်ကျွန်တော်ပို့ပေးလို့ရတယ်အဲ့တော့ giveaway ဒီအိတ်ကလေးလိုချင်တယ်ဆိုလို့ရှိရင် giveaway ဝင်ပါလိုက်ပါလို့ပြောချင်ပါတယ်အော်နောက်တစ်ခုကအခုကတော့ UAE မှာဆိုလို့ရှိရင်လူတိုင်းကခက်ခဲနေအောင်เนาะကျမတို့ဆိုလည်းခက်ခဲတယ်ပတ်စံကိုထွေတာပြီးတော့သုံးနေရအောင်ပေါ့အဲ့တော့ဒီအိတ်ကိုရသွားတယ်ထားပါတော့ UAE မှာရှိတဲ့အမတယောက်ပဲပြင်ညီမလေးတယောက်ပြင်ရသွားတယ်ဆိုလို့ရှိရင်ဒီအိတ်ကိုမကြိုက်ဘူးကျမကတော့ကြိုက်စီချင်တာတော့ကျမလက်ဆောင်ပေးထားတာဆိုတော့ကြိုက်စီချင်တယ်ဒါပေမဲ့မကြိုက်ဘူးဆိုလို့ရှိရင် luxury closet တို့ဘာတို့မှာ free love ပစ္စည်းတွေရောင်းတဲ့ platform တွေမှာပြန်ရောင်းလို့ရတယ်ဈေးနှုန်းအဖြစ်900နေပြီးတော့ဒရ900နေပြီးတော့1000ကျား900လောက်တောင်ရလောက်မှထင်တယ်ဒီအိတ်ကဆိုတော့အနည်းဆုံးတစ်ခုဈေးနေမှာပေါ့ဈေးနေမဟုတ်လေစတင်ကြရ1000လောက်နဲ့တင်ထားလေပြီးသွားလို့ရှိရင် luxury closet ကတပြေးနဲ့သူကဈေးကို short လာဝဲလူရှိအောင်လို့လေ short ထားဆိုတော့900လောက်ဆိုရင်တော့မှ
ကိုအတွက်သုံးလို့ဆွဲလို့ရရကွာဒီလားအဲ့လိုမျိုးလုပ်လို့ရတယ်လို့ပြောပြရကိုမကြိုက်ဘူးဆိုလို့ရှိရင်ပြောတာကျေးဇူးတင်ပါတယ် 고맙습니다 ဒါလည်းဒါပဲ